မေတ္တာယောဂအနေကျေးဇူးပါတယ်ဒီနေ့ဝင်ရပေးမယ်ယောဂအကွက်လေးတွေကပုံကြီးပေါင်းရှိရတူတွေတက်လဲကောင်းတယ်နောက်တစ်ခုဒီစက်ကြောပခုံးဒီကြောယူမှာရှိတဲ့တရားလေးတွေကိုရှော့ပေးတဲ့အကွက်လေးဖြစ်တယ်လို့အာယုံကြောတွေကိုအားကောင်းစေတဲ့အကွက်လေးလေးဖြစ်ပါတယ်ဒီအကွက်လေးတွေကညီတူမဆိုလိုက်ပြီးလေ့ကျင့်လို့ရပါတယ်ရှင်ဒီအကွက်လေးကိုကျမတို့ကအိမ်မှာနေတဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆိုရင်အာယုံစိုက်ပြီးအလုပ်လုပ်တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ကွန်ပျူတာသုံးတဲ့သူပဲဖြစ်ဖြစ်ဒီအကွက်လေးကိုလိုက်ပြီးလေ့ကျင့်နေဆိုရင်တကယ်ကိုအကျိုးရှိပါတယ်နောက်တစ်ခုဒီကြီးပေါင်းဝေဒနာခံစားနေရတဲ့သူတွေဆိုရင်ဒါလေးကိုဖြည်းဖြည်းချင်းလိုက်ပြီးလေ့ကျင့်လို့ရတယ်နော်နောက်တစ်ခုဒီဗီဒီယိုလေးကိုကြည့်အောင်လည်းမဟုတ်ဘဲနဲ့ကိုယ်ကိုယ်လေ့ကျင့်ပေးဖို့အတွက်ကရှင်းထားပေးပါဒါမှမဟုတ်ဘူးဆိုရင်တောင်းလို့ဆွဲထားပြီဆိုရင်ဒီတိုင်းကိုဒါလေးကိုကြည့်ပြီးလိုက်လေ့ကျင့်လို့ရတယ်နောက်တစ်ခုကိုယ့်ရဲ့မိသားစုပဲဖြစ်ဖြစ်ကိုယ့်ရဲ့တကယ်ချင်းတွေကိုပဲဖြစ်ဖြစ်ဒါလေးကိုပြန်ပြီးဝင်များပေးလို့ရပါတယ်ဆိုရင်ပထမအဆုံးကျွန်မအသက်ရှူသွင်းရှူတော့ကိုအရင်ပြောပြမယ်နော်ကျွန်တော်တို့ကအသက်ရှူသွင်းရင်ဘိုက်ဖောင်းတယ်နော်ရှူထုတ်ရင်ဘိုက်ရှက်တယ်ဟုတ်ပြီအဲ့ဒီအတိုင်းကိုကျွန်တော်တို့အကွက်လေးတွေသွားတဲ့အချိန်မှာဒါလေးကိုမှအောင်သွားမယ်နော်ရှူသွင်းရင်ဘိုက်ဖောင်းတယ်ရှူထုတ်ရင်ဘိုက်ရှက်တယ်ဟုတ်ပြီနော်ဒါဆိုရင်အခုပထမဦးဆုံးကောင်းလေးကိုအရင်လေ့ကျင့်မယ်သွားတဲ့အချိန်မှာအများအားခါးလေးကိုမှတ်လေးထားမယ်ပြီးဒီနဖူးကြောလေးကိုလျှော့ရမယ်ဒီပခုံးလေးကိုရစ်ထားအောင်လျှော့ပေးရမယ်နော်ကမမှတ်လေးထားပြီးခါးလေးကိုဆန်ထားနော်ဆိုရင်ပထမဦးဆုံးအသက်ကိုရှူသွင်းပြီးကောင်းလေးမောလိုက်တယ်ရှူထုတ်ပြီးကောင်းလေးကိုမောလိုက်တယ်နော်ဒါကို9ချိန်သွားမယ်တစ်ချိန်ပြီးသွားပြီနောက်တစ်ချိန်ရှူသွင်းလိုက်တယ်ရှူထုတ်လိုက်တယ်နှစ်ချိန်နောက်3ချိန်ကျန်နေရှူသွင်းတယ်ရှူထုတ်တယ်ရှူသွင်းတယ်ရှူထုတ်တယ်ရှူသွင်းတယ်ရှူထုတ်တယ်ဟုတ်ပြီ9ချိန်ပြီးသွားပြီဆိုကောင်းလေးပြန်ပြီးမှတ်ပြရမယ်အဲ့ဒီချိန်မှာကျတော့မျက်နှာလေးကိုတင်အားလျှော့ထားပြရမယ်နော်မျက်နှာလေးကိုတီးပြီးမသွားရဘူးတက်တောင့်တက်တာလေးရှိရမယ်နော်အဲ့ဆိုအခုအသက်ကိုရှေ့ရှူတယ်ရှူထုတ်ပြီးတော့ကောင်းကိုဘယ်ဘက်ကိုလဲလိုက်တယ်ပခုံးလေးမပါတော့ရှူတယ်ရှူထုတ်တယ်3ချိန်ပြီးသွားပြီနော်ရှူထောက်ရှူထောက်4ချိန်ပြီးသွားပြီနောက်ဆုံးတစ်ခါရှူထောက်ခါလေးလည်းဆက်နေမယ်နော်ခါမကုန်တော့ရှူထောက်5ချိန်ပြီးသွားပြီရှူအရှိခါလေးဆက်နေရှူထောက်ပြီးပဲပဲကိုစားပခုံးလေးမဆောင်တော့ပခုံးကအပေါ်လည်းမတက်လာဘူးနော်ညနာလေးတက်တောင့်တက်တာလေးလည်းထားပြီးရှူထောက်တစ်ချိန်ပြီးသွားပြီ5ချိန်သွားမယ်ရှူသွင်းနေမှတ်မယ်နော်ရှူထောက်ပြီးဆောင်မယ်နော်အဲ့ဒီတိုင်းကိုသွားပေးမယ်5ချိန်သွားပါမယ်ရှူထောက်တယ်2ချိန်ပြီးသွားပြီနော်နောက်ထပ်3ချိန်သွားမယ်ရှူထောက်မယ်ဒီတစ်ခါရှူသွင်းရှူတော့ကိုယ့်ဘာကိုသွားပေးမယ်နော်4ချိန်ပြီးပြီနော်နောက်ဆုံးထောက်ရှူထောက်ရှူထောက်5ချိန်ပြီနော်ရှူဟုတ်ပြီရှူထုတ်ပြီးကောင်းလိုက်တော့
ဦးကောင်းကိုတပတ်လျောင်သွားမယ်ဘယ်ဘက်ကနေစပြီးဝါရအောင်3ချိန်သွားမယ်နော်ရှူတယ်ဘယ်အပေါ်ညာရှူထုတ်ပြီးငုံမယ်နော်ပြည့်ရှူတွင်းနဲ့ရှူထုတ်တယ်ရှူတွင်းနဲ့ရှူထုတ်တယ်3ချိန်ပြီးအရှိမခဏလေးနားရမယ်နော်ပြီးမှညာဘက်ကနေပြန်သွားရအောင်ရှူတွင်းနဲ့ရှူထုတ်ပါတယ်3ချိန်သွားပြီရှူတယ်ထုတ်တယ်ရှူတယ်ထုတ်တယ်ဟုတ်ပြီပြီးချင်းပြန်ပြီးရှော့မယ်နော်အဲဆိုရင်နောက်ထပ်အသက်ရှူသွေးရှူထုတ်ကိုပြန်ပြီးတတိပေးပါမယ်ရှူသွေးရင်ဘိုက်ဖောင်းတယ်ရှူထုတ်ရင်ဘိုက်ရှက်တယ်ဟုတ်ပြီနော်အခုဦးကောင်းလေးကပြီးသွားပြီနော်ပြီးသွားပြီဆိုရင်ကျမတို့အခုလက်ချောင်းလေးကိုပြန်ပြီးလေ့ကျင့်မယ်လက်တစ်ချောင်းလုံးကိုပြန်ပြီးလေ့ကျင့်မယ်အဲဆိုခါးလေးကိုပြန်ပြီးမှတ်ထားရမယ်ခါးကုန်းလာတတ်တယ်နော်အမှတ်မှတ်လေးထားဆိုရင်လေးအရှိကိုဆန်းထုတ်လိုက်မယ်အခုဒီလက်ချောင်းလေးတွေကိုလေ့ကျင့်နေမယ်နော်အသက်ရှူပြီးလက်ချောင်းလေးကိုကုတ်လိုက်တယ်ရှူထုတ်ပြန်လျှော့မယ်နော်နောက်တစ်ချိန်ရှူတယ်လေစိတ်ကိုပုတ်ပုတ်ပါလေးထားမယ်နော်ပခုံးကိုဒီလိုမိနစ်ထောင်လျှော့တယ်နော်ရှူထုတ်တယ်မြစ်ရှူတယ်လေကုတ်ပေးမယ်နော်ရှူထုတ်တယ်တော့နောက်တစ်ချိန်ရှူတယ်လေလက်ချောင်းကိုအားပြုပြီးကုတ်ရမယ်နော်ရှူထုတ်တယ်လေနောက်တစ်ချိန်ရှူထုတ်တယ်5ချိန်ပြီးပါပြီနော်နောက်ပခုံးလေးအားလျှော့ထားလေးဆန်ထားနမဝဲလက်တီးဆောက်လာပြီးလက်ကောက်ဝတ်ကိုတပတ်လျောင်နဲ့ဒါလက်ကောက်ဝတ်မှာရှိတဲ့အင်အားလေးတွေကိုဖြည့်လျှော့ပေးတယ်တတောင်းတကားလေးပဲထားပြီးမယ်နော်ပခုံးလေးအားလျှော့ခါလေးဆန်ပြီးမယ်ခါလေးကခါကြပုံးသွားတယ်နော်ဆန်ထုတ်ပြီးကြောလေးကိုဆက်ပခုံးကိုအားလျှော့အောက်ပြီးလက်ကိုကြောင်းပြန်လေးပြန်လေးပြီးမယ်နော်ညောင်းတဲ့အချိန်မှာခါလေးသွားပြီးဟုတ်ပြီโอเคအဲ့ဆိုရင်ညောင်းလာတတ်တာအဲ့ဆိုအခုဆိုလက်ကဆန့်ထားရနော်လက်ဝါးလေးအပေါ်မှာထားလိုက်အဲ့ဆိုလက်လေးကဆန့်ထားတဲ့ကြောင့်ညောင်းလာတယ်အဲ့ဒီအချိန်မှာပခုံးလေးတင်းထားတတ်တယ်ဆိုရှော့ပြီးမယ်အဲ့ဆိုလက်မောင်းသားကျစ်လက်ချင်တဲ့သူဆိုလက်မောင်းတွေကျစ်တယ်နော်ဒီလက်ဖြန့်လက်မောင်းသားတွေကျစ်နေစေနော်အဲ့ဆိုအခုဒီအရှက်ဒီကြွတ်သားတရားကိုပြန်ပြီးလေ့ကျင့်မယ်ကျွန်တော်တို့အစီပူရှိတဲ့အတွက်ဆိုအရန်ကောင်းတဲ့အတွက်လည်းဟုတ်တယ်လက်လေးကဆန့်ထားတယ်ဟုတ်အတန်းရှူလိုက်တယ်လက်ချောင်းလေးကိုစုပြီးပခုံးပေါ်ကိုတင်လိုက်တယ်နော်ရှူထုတ်လိုက်တယ်ဆန့်ထုတ်ပြီးလက်ချောင်းမှာဆန့်မယ်နော်လက်ကလည်းဆန့်တာပခုံးကိုအားလျှော့ထားမယ်5ချိန်သွားပါမယ်ရှူသွင်းလိုက်တယ်ရှူထုတ်လိုက်တယ်2ချိန်ရှိပြီနော်နောက်ထပ်3ချိန်ရှူသွင်းတယ်ထုတ်ပြီးဆန့်လိုက်တယ်3ချိန်ပြီးရှူသွင်းတယ်ထုတ်ပြီးဆန့်လိုက်တယ်လိုက်လေးချင်းပို့ပြီးရောနော်ရှူသွင်းတယ်ထုတ်တယ်ဟုတ်ပြီနောက်ဆုံးခေါက်ကြိုးစားမယ်ရှူသွင်းတယ်ထုတ်တယ်ဟုတ်နော်အဲ့ဆိုလက်ကိုအောက်မချဘူးညောင်းလာလိမ့်မယ်ဒါပေမဲ့ခဏလေးတီးခံကြည့်ပြင်းလေးကိုလေးတိုက်ပြီးဆန့်ထုတ်လိုက်တယ်ဟုတ်ပြီနော်လက်လေးဖြန့်ထားတယ်နော်အခုံးကိုအားလျှော့တာဒီလိုကြီးမညက်ဘူးတော့မှလျှော့တာစိတ်ကိုတတောင်းတတာလေးခါလေးဆန့်ထားပြီးမယ်ကြောလေးကိုဆန့်ထားပြီးမယ်နော်အခုဒီတစ်ခါကျရင်အသက်ရှူတယ်ဟုတ်ပြီနော်လက်မောင်းလေးရတဲ့လက်လေးကပခုံးပေါ်တည်တယ်မှာရှူထောက်ဆန့်ထုတ်လိုက်အာယုဆိုင်အသက်ရှူမှရမယ်နော်ဘိုက်ဖောင်းရှူထောက်တယ်အားဆိုင်မယ်နော်ပခုံးမှာရှူသွင်းတယ်ညောင်းလာနော်ရှူထောက်တယ်ညောင်းလာမျက်နှာပြင်းသွားတဲ့ကြုံနေရမယ်ရှူသွင်းတယ်ရှူထောက်တယ်တောင်းချိန်ပြီးသွားပြီ2ချိန်ပဲကြာတော့ရှူသွင်းတယ်ရှူထောက်တယ်4ချိန်ခုဆုံးတစ်ခါရှူသွင်းတယ်ရှူထောက်တယ်ဆန်တာဟုတ်ပြီနော်ညောင်းသွားပြီဆန်တာခါလေးဆန်ကြောလေးဆန်ပြီးဟုတ်ပြီဒီတစ်ခါကျရှူလက်မောင်းတရွက်နိုင်ကလက်လေးပူးကတ်လို့ရလားပူးကတ်
လက်ကိုမောက်ရှူထောက်တော့ဝတ်တဲ့ဟုတ်ပြီနော်နောက်တစ်ခါရှူတွင်းရှူထောက်ညောင်းလာတင်းကခဏလေးဒီခံကြည့်ရှူတကယ်ပခုံးမှာရှိတဲ့တင်းအားတွေရုပ်တော့ခန်းစားရလိမ့်မယ်နော်ရှူထောက်တယ်၃ချိန်ပြီးသွားပြီတစ်ချိန်ပဲကျန်တော့တယ်နော်ရှူဟုတ်ညောင်းလေးဒီခဏလေးဒီခံပြီးရှူထောက်တယ်၄ချိန်ပြီးသွားပြီအဆုံးခါရှူတွင်းနေရှူထောက်တယ်ဟုတ်စံထားမယ်လက်ဝါးလေးအောက်ကိုရောက်သွားပြီနော်စံထားဟုတ်ပြီအခုလက်တစ်ချောင်းလုံးမှာရှက်တင်အားလေးကိုပြန်ပြီးရှော့မယ်နော်ရှူတွင်းနေလက်လေးကိုလက်ဝါးလေးကိုအပေါ်မှာလိုက်တယ်ရှူထောက်လက်ကိုမောက်ပြီးအနောက်ကိုဘယ်လောက်လဲလို့ရလဲလှဲလိုက်နော်တစ်ချိန်နားလေးတို့တဆုံးလေးနော်โอเคရှူ၅ချိန်ပဲသွားမယ်ခဏလေးဒီခံပြီးကြိုးစားကြည့်ရှူထောက်ညောင်းလေအခုအသေးနဲ့ပြီးသွားလို့ရှိရင်ပေါ့ပြီးနေကောင်းသွားလိမ့်မယ်နော်ညောင်းလိုက်တက်တာခန်းစားရလိမ့်မယ်ရှူထောက်တော့ချိန်ပြီးသွားပြီနော်ဟိုညောင်းလေးဒီခဏလေးဒီခံကြည့်ခန်းစားကြည့်โอเคနောက်တစ်ချိန်ရှူတယ်ထောက်တယ်ညောင်းလေးဒီခဏလေးဒီခံကြည့်လက်တစ်ချောင်းကတင်ရည်ရောသွားလိမ့်မယ်နော်နောက်ဆုံးတစ်ခါရှူရယ်ဟုတ်ပြီးပါမယ်နော်လက်အနောက်ထိလိုက်ဟုတ်ကဲ့ရှူဟုတ်ကဲ့ရှော့လိုက် Discover a voyage of unforgettable flavors where cuisine reflects the world လက်တစ်ချောင်းလုံးအပူလေးထွက်ပြီးညောင်းတာပြေသွားနော်ခဏလေးဒီခါစက်ပြီးညောင်းသွားဟုတ်အဲ့ဒါဒီတစ်ချိန်ပေါ့ဘယ်ဘက်ကနေတစ်ချိန်ပြေးလိုက်ပြီးညာဘက်ကနေတစ်ချိန်လေလာโอเคဒီချင်းအရှော့ဟုတ်ပြီနော်ဆိုလက်လေးကိုပေးမှထားခဏလေးပဲစပ်ပြီးနေချင်နော်ဒီတစ်ခါကျရှူလေဝါရှူထောက်တယ်၅ချိန်ပါနော်တစ်ရှူတယ်လေရှူထောက်တယ်နှစ်ရှူတယ်လေရှူထောက်တယ်တော့အားတစ်ချက်ရှူတယ်လေရှူထောက်တယ်နောက်တစ်ချက်ရှူထောက်တယ်โอเคကြောင်းရှူထောက်တယ်တစ်ရှူဝါထောက်တယ်နှစ်ရှူဝါထောက်ဝါထောက်လေဆုံးတစ်ခါရှူဝါရှူထောက်โอเคရှော့လိုက်ဟုတ်ဒီတစ်ခါလက်လေးကပခုံးပေါ်တင်လာဟုတ်ပြီတတောင်းလေးရှင်းမှာကပခုံးကိုဝါနော်ရှူဝါထောက်တယ်တဲ့၅ချိန်ပဲတော့ရှူထောက်နဲ့ရှူထောက်တော့လေมาဟုတ်ပြီနော်ကြောင်းပြက်ပြန်ရှုထောက်တဲ့ငါးရှုထောက်နဲ့တော့လေငါโอเค very short ဒါဆိုရင်တကယ်ကိုပခုံးလေးဒီစက်ကြောလေးညောင်းတာအကုန်လုံးတက်တာလာကိုခံစားရလိမ့်မယ်နော်ဟုတ်ပြီအဲ့ဆိုအကုန်လုံးတင်ရရော့သွားဆို6လေးအရှိဖြည်းဖြည်းချင်းဆန်းထုတ်လိုက်မယ်နော်ဆန်းထုတ်ပြီးတော့ခါလေးကိုမမတ်လေးထားမယ်နော်ဟုတ်ပြီအဲ့ဆိုရင်အခုကကျမတို့ခါလေးကိုမမတ်လေးထားဆိုကြောယူကိုပြန်ပြီးရှော့မယ်ဆိုကြောယူမရှော့ခင်မှာကျမတို့ထိုင်ထားတာညောင်းသွားတယ်အဲ့ဒီတကြောင်ဒီခြေဖြားတွေခြေချောင်းတွေပြန်ပြီးရှော့ရမယ်လက်လေးကတက်တက်လေးထားအဲ့ဒီအချိန်မှာပခုံးအားမတုံနော်ဒီပခုံးလေးကျမတို့ဒီထားတယ်ပြီးတော့လုံးဝရှော့အဲ့ဆိုကိုကအားဆိုင်ရမှာကျတော့ဒီခြေဖြားမှာပဲအားဆိုင်နေမယ်နော်အဲ့ဆိုအတန်းရှူခြေဖြားအောက်ကိုဆိုင်တယ်နော်ဟုတ်ရှူထုတ်ပြီးကော့တယ်ကော့တဲ့အချိန်မှာဒီခြေနှောက်ပြောလို့ရှိရင်ဒီခြေဖြားကိုယ့်ဘက်ကိုဆွဲတဲ့ခြေနှောက်လေးက
ကျန်းပြင်နဲ့လွတ်တဲ့အချိန်ခေါ်ကြည့်အဲ့ဒီအချိန်မှာဒီဂျူးတွေဒီပေါင်တွေညှစ်ကြည့်နော်တကယ်ကိုအကျိုးရှိရလိုက်လေ့ကျင့်လို့ရမယ်နော်ဂျူးလေးကိုညှစ်ထားတဲ့ကြောင့်သူကဒီဂျူးနာနဲ့တူတက်တဲ့ကောင်းမယ်နော်နောက်တစ်ချိန်ရှူချေထားအောက်ကိုစိုက်တယ်နိုင်တော့လည်းဖြစ်ချလို့ရနော်ရှူထောက်ပြီးပေါ့တယ်ဟုတ်ပြီနော်ဒီ short ဒီခြေချင်းဝက်လေးတွေကိုလှည့်ကြည့်လို့ရတယ်နော်ကိုမရော့သေးဆိုခုကလေး၄-၅ချိန်သွားလို့ရတယ်နော်ဒါလေးလည်းကိုနိုင်တော့လည်းနဲ့ဟုတ်ပြီပြီးခြေချင်းဝက်ရော့သွားပြီနော်ဒါဆိုရင်ဒါလေးလည်းပြန် short ပြန်ပြန်လိုက်တယ်ဟုတ်ပြီ short ခါလေးဆန်တယ်ဒါလေးအရှိကိုဆန်ကြည့်ရှူလက်ပေါ်ဆန်ကြောလေးကဆန်ထုတ်သွားတဲ့အချိန်ဆန်ရမယ်နော်ဆန်ကိုဘလောက်ဆန်လို့ရရှူထောက်ခြေဖြောက်အပေါ်ကနေညင်ကိုင်းဝမ်းမိုက်ပေါင်ဆွဲကန်ခြေမောက်ကြည့်ရမယ်နော်ကိုက9ချိန်6ချိန်နေလို့ရတယ်6စက္ကန့်နေလို့ရတယ်ဟုတ်ပြီဒီမှာရှူမယ်ဟုတ်တယ်ရှော့လိုက်ပြီနော်အဲ့ဆိုရင်ဒီခါးတွေရောသွားပြီအဲ့ဆိုရင်အခုကြောယူကိုရှော့မယ်နော်ကျွန်တော်လက်လေးကိုဘေးမှာထားရှူတယ်ဆန့်ထုတ်လိုက်တယ်နော်ရှူထုတ်တယ်လက်ဒီလက်ကစောက်ကန်နော်ပြည့်လက်ကိုအနောက်ထိလက်ဒီနောက်ကလက်ကိုကြည့်ကိုဘလောက်လဲလို့ရတယ်ထက်လဲလို့ရတယ်โอเคရှူဆက်ထုတ်လက်ရှူဆက်ထုတ်လက်အနောက်ကိုလက်ချပါဦး好，你那个脑皮部就卡里三样的喏，脚三样的喏。OK， 手靠身，好，那真是的。那我呢，靠身边来，四处对处的嘛，都来，呀，我们好的，对我哩。OK， 手嘞，身嘞，头嘞，那他个来妹妹。OK， 手嘞。ဟုတ်တယ်နောက်ကိုလဲပေးမယ်ဟုတ်ကဲ့ရှူချောက်တဲ့ကိုရှော့ချပြီးဟုတ်ပြီနော်โอเคခြောက်လေးကိုပြန်ပြီးတိုက်လိုက်မယ်ခါလေးကိုမှန်လေးထားမယ်လက်လေးတစ်ပေါ်မှာတင်မယ်ဒီခဏလေးပြန်ပြီးနားပေးမယ်နော်ခဏတင်ရရှော့